မင်းမင်းဟာသူ့ရဲ့အဖွားနဲ့အတူမီးဖို့ဘေးမှာထိုင်ပြီးမီးလုံနေခဲ့ပါတယ်။အဖွားဖြစ်သူကတော့မီးဖို့ဘဝဒဲအိုးကြီးထဲမှာရောင်းမနဲ့မွေနေခဲ့တာပေါ့။အဖွားဘာလုပ်နေရလဲ။ဒါဟာလဝါမဟုတ်လေသားလေးရဲ့။ဟုတ်ပါပြီဒါပေမဲ့အဖွားဘာနဲ့လုပ်တဲ့ဟာလဝါလဲအဲ့ဒါကအဖွားကမေတ္တာပါတဲ့အပြုံးနဲ့မင်းမင်းကိုကြည့်လိုက်ပြီးဒါကမြေကြီးဟာလဝါလေးသားလေးရဲ့။မြေကြီးဟာလဝါဟုတ်လား။ကဲအဖွားကြီးကျွန်တော်ပြန်ရောက်ပြီဗျာမင်းမင်းကပြုံးပြုံးလေးနဲ့ရွာထဲကိုဝင်လာပြီလမ်းတစ်လျှောက်လုံးကလေးဘွားကအမတ်တရတွေကိုပြန်တွေးရင်လမ်းလျှောက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာမင်းမင်းကရှေ့မှာဆော့နေတဲ့ကလေးတွေစီကိုရောက်သွားပါတယ်မင်းမင်းကအဲ့ဒီကလေးတွေကိုကြည့်နေတဲ့ပုံစံကသူမေးပြချင်နေတဲ့အကြောင်းအရာတွေကသူ့ရှေ့ကိုနောက်တစ်ချိန်ပြန်ရောက်လာသလိုပါပဲမင်းမင်းကသူ့တငယ်ချင်းနှစ်ယောက်နဲ့အတူတမာပင်အောက်မှာကစားနေခဲ့တာကိုသူပြန်အမှန်ရနေခဲ့ပါတယ်ဟေးကိုမင်းအလှည့်ရောက်ပြီသွားတော့ဆယ်ထိရေတွက်လို့မပြီးမချင်းပြန်မလာနဲ့အောင်နော်အေးဟောငါသွားမှာပါမင်းတူနေပဲအတူတူပုံးနေနော်တော်ကြသူ့ဖွားလိုပဲတယောက်တည်းစကားတွေပြောနေအောင်မေးဖေအောင်မင်းဘာပြောရလဲလားငါဖွားကြောင်းမင်းဘာပြောလိုက်တာလဲဘာဖြစ်လဲကွာငါဖွားကြောင်းဘာလို့ပြောရလဲလို့တည်ရင်နေငါပြောရမယ်မင်းဖွားအယူမှာပဲကြီးလိုက်တိုင်းသူ့ဘာသာသူစကားတွေပြောနေတာမင်းကကိုအောက်လဲချလိုက်ပြီးသပင်တွေကိုဆွဲနှုတ်ပါတော့တယ်မင်းကငြိမ်သက်စွာရက်နေပြီးတမာပင်ကြီးကိုစိုက်ကြည့်နေခဲ့ပါတယ်မင်းလည်းမင်းဖွားလိုပဲအယူပဲလှုပ်ဆန်းကွာငါ့ဖွားကြောင်ပြောအောင်မင်းကဘာကောင်မလို့လဲခဏအတွင်းမှာပဲမင်းရဲ့မျက်လုံးထဲကနေမျက်ရည်တစ်စက်ပြီးတစ်စက်ကျလာပါတယ်သူတကားကိုဖွင့်လိုက်တဲ့အခါနေအောင်ကြီးကပျက်စီးရွရွနေတဲ့အဲ့ဒီတဲအိမ်လေးပေါ်ကိုဓာတ်ရိုက်ကြောက်ရောက်နေခဲ့ပါတယ်မင်းကအထဲကိုဝင်လိုက်တာနဲ့ပတ်လေကိုကြည့်လိုက်ပြီးတပ်ပြင်းရှည်ကြီးတစ်ခုချလိုက်ပါတယ်တဲအိမ်လေးထဲမှာဖုံတွေအပြည့်ဖြစ်နေပေမဲ့ဒီနေရာမှာမြေကြီးဟာလဝါရဲ့အနံ့ကအခုထိရှိနေသေးတော့မယ်သူမီးကိုလေးကိုကြည့်လိုက်ပါတယ်မင်းကအဲ့ဒီမီးကိုလေးကိုကြည့်ပြီးပြုံးနေမိပါတယ်အဲ့ဒီအချိန်မှာပဲအတန်တစ်ခုထွက်ပေါ်လာပါတယ်အေးကွာနောက်ဆုံးတော့ရောက်လာခဲ့ပြီပေါ့ဟာဘာလို့လဲဘယ်လိုပြောနေရလဲဟေးကောင်ရင်ကြီးပြောစမ်းမဟုတ်ရင်ငါမျိုးဒုံးနဲ့အတီရိုက်မှာနော်ဒါကိုကြားလိုက်တာနဲ့မင်းရဲ့မျက်လုံးတွေကအံ့ဩသွားသလိုမျိုးပြူးထွက်သွားပါတယ်မင်းကသူ့ခွားနဲ့အတူလဲအိတ်နေခဲ့ပါတယ်အဖွားကအရန်စိတ်တူရတာပဲနော်စိတ်တူတာတော့တူတာပေါ့ဒါပေမဲ့ငါ့ကိုနှိမ့်ဆက်တဲ့လူကိုပဲစိတ်တူတာသူဘာပြောတယ်လဲတည်တည်လားမြည်လေးဘာပြောတယ်လဲအဖွားငါတုံးနဲ့အသေးရိုက်မှာလို့ပြောတာဒါလေးရဲ့ဒါငါအဖိုးပြောနေကြစကားပဲဒီတော့ငါဘယ်သူဖြစ်နိုင်မလဲဆိုတာကိုမှန်းကြည့်စမ်းကွာမင်းရဲ့မျက်လုံးတွေကနောက်တစ်ချိန်မျက်ရည်တွေဝိုင်းလာပြန်ပါတယ်သူ့ရဲ့အဖိုးဦးတွေဝါကပြုံးပြီးမင်းကိုမေတ္တာနဲ့ကြည့်နေပါတယ်မင်းကသူ့အဖိုးကိုမြင်တာနဲ့ခဏလောက်အထိမယုံနိုင်အောင်ဖြစ်နေပါတယ်မင်းကဦးတွေဝါစီကိုပြေးသွားပြီးဖတ်ဖို့ကြိုးစားပေမဲ့သူ့လက်တွေကဦးတွေဝါရဲ့ကိုယ်ထဲကိုဖောက်ထွက်သွားပါတယ်အေးပါကွာငါလည်းမင်းကိုရင်ဝင်နဲ့ထည့်ထားခြင်းပါတယ်ဒါပေမဲ့ငါမြည်ရငါကဝင်းကျင်ဖြစ်နေပြီလေငါဘာလုပ်နိုင်မှာလဲကွာနေပါအောင်ဖို့နေပါအောင်ဝင်းကျင်ဟုတ်လားအော်ကျွန်တော်သိပါပြီအဖိုးတည်သွားတာဆိုတော့ကျွန်တော်မှတ်မိတယ်ဒါပေမဲ့ဒါကဘယ်လိုဖြစ်နိုင်မှာလဲအဖိုးရဲ့ဦးဒီဝါကမင်းရဲ့လက်ဘေးမှာဆွဲထားတဲ့လက်ဖွဲ့လေးကိုတေချာကြည့်လိုက်ပါတယ်ငါထင်သားပဲဘာကိုထင်တာလဲအဖိုးရဲ့မင်းလက်ဘေးကလက်ဖွဲ့လေးကွာလက်ဖွဲ့ဒါကဘာဖြစ်လို့လဲဗျငါမင်းဆွဲထားတဲ့လက်ဖွဲ့ကငါရဲ့လက်ဖွဲ့ပဲလေဟုတ်အဲ့ဒါကျွန်တော်သိပါတယ်အဖိုးဒါပေမဲ့ဒီလက်ဖွဲ့တွေမှာဘာရှိလို့လဲတို့ရွာမှာဆရာတော်တစ်ပါးရှိခဲ့ဘူးလေကွာအရန်တခုကြီးရဲ့ပုံကိုပေါ့မင်းအဖွားနဲ့ငါလက်ထက်တော့ငါတို့မိဘတွေကသဘောမတူခဲ့ကြဘူးလေအဲ့ဒီတော့ငါကအဲ့ဒီဆရာတော်စီသွားပြီးငါအခက်ခဲကိုပြောပြတော့ဆရာတော်ကအဲ့ဒီလက်ဖွဲ့ကိုပေးခဲ့တာကွာဒီလက်ဖွဲ့ကိုမင်းတို့နဲ့အတူအမြဲဆောင်ထားပါဒီလက်ဖွဲ့ကမင်းတို့နှစ်ယောက်စီမှာရှိနေသေးမင်းတို့ကိုဘယ်သူမှခွဲလို့မရဘူးလို့ငါကိုမိန့်ကြားခဲ့တယ်ကွာကျွန်တော်တော့မယုံနိုင်သေးဘူးဗျာမင်းကဟိုဒီလိုက်ကြည့်နေပြီးပြုံးနေမိပါတယ်ကျွန်တော်ဒီကိုပြန်မလာတာ15နှစ်တောင်ရှိပြီဆိုတာမယုံနိုင်သေးဘူးဗျာအဖေနဲ့အမေကကျွန်တော်မွေးပြီးကြတဲ့ရဆုံးသွားကြတာကျွန်တော်မှလည်းအဖွားတယောက်ပဲရှိခဲ့တာဗျမင်းစကားပြောနေရင်လည်းရုတ်တရက်ငြိမ်သွားပြီးဥတွေပါကိုစိုက်ကြည့်နေခဲ့ပါတယ်ဘာဖြစ်လို့လဲမီးလေးဘာဖြစ်တာလဲဆိုလိုတာကအဖိုးမှအဖေရှိတယ်ပေါ့ဘာအဖေတော့ကွာမြေကြီးဟာလဝါနဲ့ဒါတွေအားလုံးကဘလို့ပတ်သက်နေလဲဆိုတာရဲ့အဖွားရဲ့နောက်ဆုံးဆန္ဒကဘာလဲဆိုတာရဲ့အဖိုးသိရမလား
စိတ်မကောင်းပါဘူးကွာဒါပေမဲ့ငါလည်းအဲ့ဒီနှစ်ခုလုံးကိုမတီးသေးဘူးကွာဒါပေမဲ့အဖွားကပြောခဲ့လीဗျာမင်းအိမ်ပြန်ရောက်ရင်အားလုံးကိုတဖြည်းဖြည်းတီးလာလိမ့်မယ်ဆိုပြီးတော့အေးလီတဖြည်းဖြည်းချင်းပဲတီးရမှာချက်ချင်းကြီးမှမဟုတ်တာကွာဒါဆိုကျွန်တော်အဖိုးကူညီလို့ရလားငါကူညီပေးမှာပါကောင်းပြီဗျာဒါဆိုမနေ့ပြန်မနေ့မှဆောက်ရတာပေါ့အခုတော့ကျွန်တော်ဒီမှာ intention လုပ်ပေးပြီးအိတ်လိုက်အောင်မယ်ဒီနေ့ကျွန်တော်အရင်ပင်ပန်းနေပြီဗျတော်စမ်းပါကွာမင်းကလူပြိုပေါက်ဖြစ်နေပြီးတော့ဒါလေးအောင်ပင်ပန်းနေတယ်မနေ့ပြန်မှကျွန်တော်စကားပြောအောင်ဗျာနောက်တစ်နေ့မနေ့ရောက်တော့အလွန်အေးမြတဲ့ရာသီဥတုထဲမှာဥဒီဝါကသူ့ကိုစတင်နှိုးပါတော့တယ်ဟေးကောင်လေးထားတော့ဟိဘယ်ချိန်ထိအိတ်နေမှာလဲဘာလေးဗျာကျွန်တော်အိတ်ချင်သေးတယ်ဗျထားစမ်းကွာမင်းအဖွားရဲ့နောက်ဆုံးဆန္ဒအကြောင်းမသိချင်တော့ဘူးလားမီးကောင်းပီသားတဲ့တာဝန်ကိုကြေပုံအောင်ထမ်းဆောင်စမ်းမှာမီးလေးဟာအဖိုးကအိပ်ပြရစီရောမင်းမထားရင်တော့ငါထုံးနဲ့အသေးရိုက်မှာနော်မင်းကမျက်နှာဆူဆူပုတ်ပုတ်နဲ့မျက်လုံးပွင့်လာရင်ထလာပါတယ်အဖိုးကအဖွားကိုလည်းဒီလိုပဲဒုက္ခပေးခဲ့ရလားဗျာသူကငါးထထောင်စောစောထားတာကွာဒီမှာဘာလို့လောက်အောင်အေးနေရလဲဗျာဒါကဒီရွာရဲ့ထူးခြားချက်ပဲမီးလေးရဲ့ကဲထားတော့ဟိုဒီလမ်းလျှောက်လိုက်အောင်ပြင်ထွက်ကြည့်ရင်မင်းအဖွားရဲ့နောက်ဆုံးဆန္ဒအနေနဲ့ဒီမြေကြီးဟာလောအကြောင်းကိုတစ်ခုသိလာနိုင်တာပေါ့မင်းကအဲ့ရကထားပြီးပြင်ဆင်လိုက်ပါတယ်မီးလေးတစ်ခုလောအောင်ကွာဆောင်းတစ်ထည်လောက်ထက်ခြုံသွားပါဦးအဖိုးကဝိညာဉ်မဲဘူးဗျာအဖိုးကအေးမှမအေးတာဘူးအေးမှငါမဟုတ်ဘူးမင်းကိုပြောနေတာဟုတ်ကဲ့ပါဗျာမင်းကတကားဖွင့်လိုက်တာနဲ့ရှေ့မှာမြူရီဆိုင်နေအောင်မြင်လိုက်ရပါတယ်ရွာရဲ့တစ်စိတ်တစ်ပိုင်းကိုတော့မင်းကမမြင်ရပါဘူးဟောဗျာဒါဘာကြီးလေမြူရီအများကြီးပဲသွားမှာပါဒါပေမဲ့ကျွန်တော်တို့ဘယ်ကိုသွားရမလဲဆိုတာဘယ်လိုလုပ်သိမှာလဲဗျအဲ့ဒါထက်အရင်ပြောရမှာမင်းအဖွားကဘာပြောခဲ့လဲသူကမြေကြီးဟာလောကတော့မဖြစ်မနေလှုပ်ရှားပါလို့ပဲပြောတာပြီးတော့သူ့ကိုပင်လယ်တွေမြစ်တွေထဲမမျောပါနဲ့တဲ့ဒါဆိုလဲအဲ့ဒီလိုပဲလှုပ်လေးမီးလေးရဲ့မြေကြီးဟာလောကလှုပ်လိုက်ပေါ့ကျွန်တော်မှဘယ်လိုလုပ်ရမှန်းမသိတာဖိုးပဲပြောပြလीအဖိုးကအဖွားအများဆုံးလှုပ်ကြည့်ရတာမဟုတ်ဘူးလားဗျအေးငါလေးဘယ်လိုလုပ်ရမှန်းမသိပါဘူးကွာသူကငါ့ကိုအမြဲတမ်းစဉ်းစားကြည့်ပါဦးဒီဟာလောကိုထူးခြားစေတဲ့အရာကရှင်ပိုင်တဲ့အရာပဲလို့ပြောတယ်ဆိုလိုတာကအဖြေကမင်းစီမှာရှိတာပေါ့ငါကိုယ်တိုင်လည်းမသိဘူးကွာမင်းဖွားကဘယ်တော့မှငါမေးတဲ့မေးခွန်းကိုတက်မဖြေခဲ့ဘူးကွာငါ့ကိုအမြဲတမ်းညံသုံးစမ်းပါလို့ပဲပြောတာအခုလည်းသူဒီအတိုင်းပဲလှုပ်သွားပြန်ပြီကဲမင်းတစ်ခုလောက်ကွာဒီရွာမှာမင်းအကြိုက်ဆုံးအရာတွေဘာရှိလဲပြောပြစမ်းအဖြေကအဲ့ဒီမှာရှိကောင်းရှိလိမ့်မယ်ကွာမင်းနဲ့ဦးဒေဝါတို့မြေနီလမ်းမကိုအတူတူလျှောက်လာကြပါတယ်အေးတန်ကပြင်းထန်လို့အသက်ရှူလိုက်ရင်တော့ငွေ့ရည်ထွက်နေပါတယ်ရွာရဲ့ဆောင်းရာသီကတကယ့်ကိုထူးကြတယ်မြည်လေးရဲ့ဟိုးရှိမှာတမပင်ကြီးတစ်ပင်ရှိလိမ့်မယ်ငယ်တုန်းကငါနဲ့ငါတငယ်ချင်းတွေအဲ့ဒီမှာခင်းမီမွေပြီးမီးလုံခဲ့ကြတာအဲ့ဒီတုန်းကနေ့ရက်တွေကတကယ့်ကိုပျော်စရာကြီးပါကွာအဖြေကဒီတမပင်နားမှာရှိမလားဆိုတာကြည့်လိုက်အောင်မယ်ရောက်တော့မှာပါမြူတွေကလည်းတိတ်တီးနေလိုက်တာဗျာအစ်ပင်တွေများတိုက်မိအောင်လားမသိဘူးမင်းကအဲ့လိုပြောလိုက်ရင်ရှိသေးတယ်တကယ်ပဲတမပင်ကြီးနဲ့တိုက်မိတော့ပါလေအဖိုးကလည်းကျွန်တော်လောက်နာပါတော့အဖိုးကရင်းနေတယ်ဗျာငါလည်းမမြင်ရဘူးလေကွာအဖွားကဟာလော်ထဲမှာတမရွက်တွေများထည့်ထားတာလားပောက်ကြီးရကွာဒီကောင်လေးတော့ဟာလော်ကအချိုးလေးကွာတမရွက်ကဘယ်တော့ကအချိုးဖြစ်သွားလို့လဲအဖိုးကျွန်တော်စဉ်းစားမိတာကအဖိုးကိုဒီလက်ဖွဲ့ပေးခဲ့တဲ့ဆရာတော်ကဗမာနေလဲတိလားအဲ့ဒါတော့အခုငါလည်းမတိတော့ဘူးမီးလေးရဲ့တက်ရှိတင်ရှားအောင်ရှိပါဦးမလားမသိဘူးရွာတွေကဘုန်းကြီးကျောင်းမှာတော့သူသတင်းသုံးနေထိုင်ခဲ့တာပဲဒါဆိုကျွန်တော်တို့အဲ့ဒီကိုသွားကြည့်ရအောင်ဗျာအေးသွားကြတာပေါ့ကွာမင်းနဲ့ဦးဒေဝါတို့ဘုန်းကြီးကျောင်းကိုရောက်သွားတဲ့အခါဆရာတော်တစ်ပါးထိုင်နေတာကိုတွေ့လိုက်ရပါတယ်ဆရာတော်ကတော့ပါလေဖေဟာကျောင်းမှာဆရာတော်တစ်ပါးရှိခဲ့ဘူးလေလို့သိရပါတယ်မင်းကသူ့ဘေးနားမှာရက်နေတဲ့အဖိုးကိုလှည့်ကြည့်လိုက်ပါတယ်အဖိုးသူ့နာမည်ကဘယ်လိုခေါ်လဲမင်းကလွတ်နေတဲ့နေရာကိုကြည့်ပြီးစကားပြောနေတာကိုမြင်တော့ဆရာတော်အံ့ဩသွားပါတယ်ဦးမြိုင်လို့ခေါ်တယ်မမီးရဲ့ဟုတ်ကဲ့ဦးမြိုင်မှာဆရာတော်ဒီဆရာတော်ကပြန်လို့မူတော့ကြော်ပြီးမီးလေးရဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာတော်သူ့ကတော့သူစကားတွေပြောနေတာပဲကိုရဲ့အမြင်ကတယောက်လေးစကားပြောနေတဲ့မင်းစီကိုရောက်သွားပါတယ်ဟိတ်ကောင်မင်းလှည့်ကြည့်လိုက်ပါတယ်ဟာကို
မင်းလည်းမင်းအဖွားရဲ့ယောဂကူးသွားပြီပေါ့တယောက်တည်းရက်ပြီးစကားတွေပြောနေတာကြည့်ရတာမျိုးရိုးလိုက်တဲ့အယူယောဂထင်ပါလေကွာအဖွားကတဝက်ယူကြီးကအကုန်ယူတာပေါ့ဟာမင်းသူ့ကိုအုပ်ချင်တွားရိုက်စမ်းမင်းကကိုစီကိုပြေးပြီးမျက်နှာကိုလက်သီးနဲ့တစ်ချက်အပြင်းထန်ထိုးလိုက်လို့ကိုလဲကျသွားပါတယ်ဟဲ့ကောင်မြေကြီးပေါ်အမှိုက်လူလောကအတွက်အပိုဖြစ်နေရကောင်မင်းကငါ့ကိုအယူလို့ပြောနေဟဟလားမင်းလည်းပြန်မကြည့်ဘူးထင်ပါလေအခုနောက်တစ်ခါငါအဖွားကြောင့်လို့ဟိုထပ်ပြောရရင်ပြောကြည့်မင်းကိုတုံးနဲ့အသေးရိုက်ပြမှာဒီတာဒုဒါမှငါမီးကွမင်းကသူ့အဖိုးကိုကြည့်ပြီးပြောလိုက်ပါတော့တယ်ဥဒေဝနဲ့အတူရီမောရင်ဘေးနားကလူတွေအားလုံးကိုပါဇက်ပိတ်သွားစေပြီးအဲ့ဒီနေရာကနေထွက်လာခဲ့ပါတယ်နေ့လယ်ပဲရောက်လာတာနဲ့အမျှမြူတွေကလည်းရွာထဲကနေတဖြည်းဖြည်းလွင့်စင်သွားပြီးနေအောင်ကြီးကရှင်းရှင်းလင်းလင်းမြင်လာရပါတယ်အခုတော့နေအောင်လေးရပြီနောက်ထပ်သွားစရာနေရာရှိသေးလားအခုတော့တနေရာပဲကျန်တော်ရဲ့ကွဘယ်နေရာလဲအဖိုးရဲ့မင်းအဖွားနဲ့ငါရဲ့လေကွက်လေကွာမင်းကပြောလိုက်ပါတယ်မင်းနဲ့ဦးတွေဝါတို့လမ်းဟောင်းလိုက်အောင်ရှောက်လာကြပြီလေကွက်ထဲကိုရောက်လာကြပါတယ်လေထဲမှာအေးမြတဲ့ရနံလေးတွေရှိနေပါတယ်မြေကြီးကဆိုးဆုပ်ပြီးဟိုးဝေးကနေရနေတဲ့ကစုံဦးတွေရဲ့ရနံတင်းတင်းလေးကိုရနေခဲ့တာပေါ့ဒါပဲဟာလောဝါတွေကရတဲ့အနံ့တိုင်းပဲဗျဟီးဟုတ်လားဒါကိုဟာလောဝါတွေထည့်ခဲ့တာ哦ဒါပေမဲ့အဖွားကဘာဖြစ်လို့မြေကြီးဟာလောဝါလို့ဒါကိုခေါ်တာလဲဗျဦးတွေဝါကရီပါတော့တယ်ဒီမြေကြီးကငါ့ရဲ့အသက်ရှူတန်ဖြစ်ခဲ့တာကိုမြည်လေးရဲ့ငါတနေ့ကုန်ဒီထဲမှာပဲလေထုံခဲ့ရတာလေနေ့လေရောင်ရင်ငါတို့နှစ်ယောက်ဒီမှာပဲထမင်းစားကြတာသူကငါ့ကိုခါလွာခွန်ကြွေးတယ်ငါကသူ့ကိုထမင်းခွန်ကြွေးတယ်ဒီနေရာကငါတို့နှစ်ယောက်လုံးအတွက်အေးချမ်းမှုပဲဒါကြောင့်သူကမြေကြီးဟာလွာလို့ခေါ်တာအဖွားကအုံမင်းမစွမ်းဖြစ်ပြီးသူ့ကလေးမမလဲလျောင်းနေပါတယ်မင်းကအဖွားလက်ကိုကာပြီးငိုနေခဲ့ပါတယ်ဒီလေးငါရဲ့နောက်ဆုံးဆန္ဒကိုနားထောင်ပါဦးငါကိုမြစ်ထဲကန်ထဲကိုမမျောပါနဲ့ငါကိုအေးချမ်းမှုပေးတဲ့နေရာမှာပဲဖြန့်ကျဲပေးပါမင်းရဲ့မျက်လုံးလေးကနေမျက်ရည်တွေစီးကျလာခဲ့ပါတယ်ဒါကအဖွားရဲ့အယိုးပြားတွေကိုဖြန့်ကျဲရမယ့်နေရာပေါ့အဖွားရဲ့နောက်ဆုံးဆန္ဒကအဖိုးပဲအဖွားကတေးပြီးရင်တော့အဖိုးနဲ့အတူရှိနေခြင်းခဲ့တာဥဒေဝါကပြုံးပြီးအကုံငုံကြည့်လိုက်ပါတယ်သူ့မျက်တောင်ပြားကနေလေမျက်ရည်တွေကအမတ်တရပလဲလုံးလေးတွေလိုစီးကျလာခဲ့ပါတယ်ငါလူပြင်းတယောက်အပေါ်သူဘာတွေများမြင်လို့ဒီလောက်တောင်ချစ်ခဲ့ရတာလေသေတဲ့အထီတောင်ငါ့ကိုပဲထဲစဉ်းစားနေရတာလားမင်းကတကယ်အယူမလေးပဲစပယ်ရဲ့နောက်တနေ့မနေ့ရောက်တော့မင်းကသူ့အိတ်ထဲကအယိုးပြာအိုးကိုထုတ်လိုက်ပြီးရိုးပြာအားလုံးကိုအဲ့ဒီလေမီကွက်ပေါ်ကိုဖြန့်ကျဲလိုက်ပါတယ်အခုတော့အဖိုးလွတ်မြောက်မယ့်အချိန်ရောက်ပြီဒီဆရာတော်ပြောခဲ့သလိုပဲဒီလက်ဖွဲ့ကအဖိုးတို့နှစ်ယောက်လုံးကိုအမြဲအတူတူရှိနေစီမှာပါမင်းကအဲ့ဒီလက်ဖွဲ့လေးကိုချွတ်လိုက်ပြီးလက်ကွက်ထဲကမြေကြီးထဲမှာမြုပ်လိုက်ပါတယ်ခဏအတွင်းမှာပဲဥဒေဝါရဲ့ဝိညာဉ်ဟာရွှေရောင်လေးနဲ့အဖြစ်ပြောင်းလဲသွားပြီးကြည်လင်တဲ့ကောင်းကင်ယံထဲမှာပျောက်ကွယ်သွားပါတော့တယ်မြင်းကန်းနာကဒိန်လေးတစ်လုံးမှာဆင်းရဲတဲ့အဖောက်တယောက်ထဲနေထိုင်ပါတယ်သူမဟာရွာကထင်းခုတ်သမားတွေစီကနေထင်းတွေကိုယူပြီးရွာထဲကအိမ်တွေကိုလိုက်ပို့ပေးပါတယ်အဖားရောက်လာပြီပဲဒီထင်းမလောက်ပဲတည်သွားမလဲဟိုထင်းစီကိုပေးလိုက်ပါကွယ်အဲ့ဒါကိုအဖားတင်နိုင်မှာမလားခေါင်းထဲကနည်းနည်းတော့ကိုက်နေတယ်ကွယ်ဒါပေမဲ့ဝိုင်းရည်အတွက်တော့တည်ရမှာပေါ့ထင်းခုတ်သမားကထင်းစီကိုအဖားကိုရဲ့ခေါင်းပေါ်တင်ပေးလိုက်ပါတယ်ဒီထင်းမို့ကတော့မနှက်ပြန်မပေးမယ်နော်အဖွားသွားပြီဒီမှာရှင်အဲ့ဒီအဖွားစီကပတ်စံကိုချက်ချင်းတောင်းထားလိုက်ပါသူကမနှက်ဖြန်ပေးမယ်ဆိုပြီးရှင့်ကိုလေးကြနေတာမနှက်ဖြန်ညရင်နှစ်ချက်ပေးပြီးကျန်တာကိုနောက်နေ့မှပေးမယ်လို့ပြောအောင်ပါပဲကဲပါထားလိုက်စမ်းပါတနာစရာအဖွားကိုပဲဟာကိုသူ့မှာဘယ်သူမှမရှိတာဒီအသက်အရွယ်ရောက်နေရတော့အိမ်တကာလှည့်ပြီးထင်းရောက်နေရတယ်ကွာကြည်ပါအောင်ကွာအဲ့ဒါရှင်ကျမတို့ရဲ့အပြစ်မလို့တာသူကပတ်စံလေးပဲနည်းနည်းပဲလျှော့ပေးတာပါမိမရငါလုပ်ငန်းလေးကောင်းကောင်းလည်ပတ်နေတာပဲဟုတ်တခြားလူတွေကပတ်စံအပြည့်ပေးကြတာပဲမဟုတ်လားရှင်ကတော့ဘယ်တော့မှနားမထောင်လှူချမ်းမလူမှုရေးလုပ်ငန်းတွေပဲကျမနဲ့မဆိုင်ဘူးဇနီးဖြစ်သူကမျက်နှာစုပုတ်ပြီးအိမ်ထဲကိုဝင်သွားပါတယ်ရွာထဲကအိမ်တိမ်မှာအဖွားကထင်းမုံကိုအောက်ချလိုက်ပါတယ်ချိုရေးတမီးချိုထင်းဘလောက်ထားပြီးရမလဲကွမီးဖို့အတွက်90လောက်လုံးမယ်ထင်တယ်အဖွားအခုတလောညဘက်နည်းနည်းအေးတော့မ
မင်းတို့မို့အတွက်လည်းထင်းလိုတယ်လေ အေးပါဒါဆိုမနေ့ပြန်ညရင်အဖွားအထင်းအများကြီးတည်လာခဲ့ပြီမယ်ဒီနေ့တော့ခေါင်းနည်းနည်းကိုက်နေလို့နည်းနည်းပဲတည်ခဲ့ရတယ်ကွယ်တခြားအိမ်တွေကိုလည်းလိုက်ပေးရအောင်မယ်မဟုတ်ရင်အားလုံးကစိတ်ဆိုးကြနိုင်မယ် ကောင်းပါပြီအဖွာဒီနေ့တော့မင်းတို့အတွက်နေတိုင်းပေးနေကြတိုင်းပဲထားခဲ့လိုက်ပါမနေ့ပြန်မှအများကြီးတည်လာခဲ့ပြီပေါ့ အေးငါအဲ့လိုပဲလုပ်မယ်နော် နေရအောင်အဖွာမသွားနဲ့ဦးသမီးလာခဲ့မယ် အဖွားကပတ်စံတွေကိုသူ့ရဲ့ထမိန်ထဲထည့်လိုက်ပြီးထင်းသီးတွေကထင်းတွေကိုထုတ်ယူနေပါတယ် ဒါကအေးဆက်နေတဲ့ထမင်းဟောင်းကြီးမဟုတ်ပါဘူးအခုလေးရင်ချက်ထားတဲ့လက်လက်ဆက်ဆက်ထမင်းတွေပါ အော်အေးလက်ဆက်လားအဖွားကိုထမင်းကျွေးရင်သမီးရဲ့ရောက်ခမကအစိတ်ဆိုးလိမ့်မယ်နော် မဆိုးပါဘူးအဖွာရဲ့သူအိမ်မှာမရှိဘူးအခုထိကိုပြန်မလာသေးဘူး သူဘယ်နည်းလောက်သွားနေမှာလဲ သူတို့ပြန်လာဖို့က14-15ရက်လောက်လိုအောင်မယ်အဖွာ ကျန်တဲ့ထင်းတွေကိုအဖွားကောင်းမော်တင်ပေးပါဦး အဖွားကဘိုင်ဟောင်းလုံးနဲ့ထင်းတွေကိုခေါင်းပေါ်တင်နေလို့ခေါင်းကိုက်နေတာပါသမီးစီမှာနေတိုင်းထမင်းတက်လာစားပါဘာမှဖြစ်ပါဘူးရောက်ခမပြန်လာလို့စိတ်ဆိုးရင်သမီးရှင်းပြလိုက်ပါမယ် ဖះသခင်ကောင်းကြီးပေးပါစီကွယ်သမီးအမြဲတမ်းပျော်ရွှင်ပါစီဒီနေ့ထင်းသီးကြီးကိုပေးလိုက်ပါညနေပိုင်းအေးလာပြီဆိုတော့လူတွေကထင်းဖို့လိုကြရလေဒါတွေကအဖွားရဲ့ပစ္စည်းတွေပဲဟာကိုကြိုက်တာကြီးတော့ပါရော့သားဒီမှာ2ချက်ကျန်တာကိုမနေ့ပြန်မှပေးမယ်နော်ဆက်ရင်းနေပါရမမားစီနဲ့အောင်ကြားလားဟုတ်ကဲ့ပါဖွာဆက်ရင်းကတော့အတိအကျပါပဲဒါနဲ့ရွာထဲကလူတွေအဖွားကိုအဖွားအိုလို့ခေါ်ကြတယ်နော်အဖွားရဲ့နာမည်အရင်ကဘာလို့လဲဗျနာမည်အရင်လားအဖွားရဲ့အဖေပေးခဲ့တဲ့နာမည်ကတော့မိမိလို့ခေါ်တယ်ဒါပေမဲ့အဲ့ဒီနာမည်ကိုမကြားရတာအတော်ကြာနေပါပြီကွယ်အားလုံးကအဖွားကိုအမေအိုကြီးလို့ပဲခေါ်ကြတယ်အဲ့ဒါပဲရင်ပါသွားပါပြီအဖွားကိုယ်တိုင်ကတော့မိမိကနေဘယ်အချိန်မှအဖွားကိုဖြစ်သွားမှန်းကိုမသိလိုက်ရဘူးကဲထင်းစီကိုခေါင်းပေါ်တင်ပေးပါအောင်ငါသွားရတော့မယ်ရွာထဲကအိမ်တအိမ်ရဲ့တစ်ပင်အောင်မှာထင်းပုံကိုချပြီးအဖွားကထိုင်နှားနေပါတယ်တကြီးကတော့ဒေါ်အေးထင်းဘလောက်ထားပေးရအောင်မလဲလာကြည့်ပါဦးထင်းတွေကအချောက်တွေကြီးပဲနော်မဟုတ်ရင်အဖွားကထင်းစုံတွေလာချသွားမယ်လို့ပြောနေအောင်မယ် ခဏနေပါအောင်ရှင်တစ်ဖက်ကြီးတောက်ပြီးမှလာခဲ့မယ် ဒါဘာလို့လဲထင်းရောက်တဲ့အဖွားကြီးလားသူ့ကိုအိမ်ထဲလွတ်လိုက်စမ်းမအောင် ရှင်ကသူ့ကိုဘာကိစ္စခေါ်ခိုင်းရတာလဲ ခေါ်ခိုင်းတာကိုပဲခေါ်လိုက်စမ်းပါကွာ ကဲအဖွာထင်းတွေကိုကျမကြည့်ရလိုက်မယ်အဖွာအိမ်ထဲသွားလိုက်အောင်ရွာသူကြီးကခေါ်နေတယ် တကြီးကခေါ်နေတယ်ဟုတ်လားအဖွားတစ်ခုခုအမားမြန်လှုပ်ထားမိလို့လား အဲ့ဒါတော့ကျမလည်းမသိပါဘူးရှင်သွားပြီးကိုယ့်ဘာသာကိုယ်သာမေးကြည့်လိုက်တော့ ဟောအဖွားလာပါနေကောင်းလားတကြီးမင်းရဲ့ကျေးဇူးကြောင့်အဆင်ပြေပါတယ်တော့အဖွားကရောအပြင်ဘက်ကမြင့်နာကတဲလေးမှာနေနေတာမဟုတ်လားဟုတ်ပါတယ်တကြီးမင်းအဲ့ဒီမှာတယောက်တည်းနေရလားဘေးနားမှာတခြားသူတွေရောရှိဘူးလားအဖွားမကြောက်ဘူးလားအရင်ကတော့ကြောက်တာပေါ့ကွယ်အခုတော့အချင်းဖြစ်သွားပါပြီဒီလိုနဲ့နောက်တစ်နေ့မှလေဒင်းတွေတဲလာတယ်နော်ကဲသူ့ကိုအထဲခေါ်လိုက်ပါဦးအဖွားဝင်ခဲ့ပါအဖွားနဲ့ပြောစရာအရေးကြီးကိစ္စရှိတယ်အဖွားကိုမြင်လိုက်ရတာကတော့ရွာသူကြီးနဲ့တကြီးကတော်တို့တိုင်ပင်နေကြပါတယ်အဖွားကိုမြင်တာနဲ့သူတို့တွေကချက်ချင်းစကားရပ်လိုက်ကြပါတယ်ရွာသူကြီးကတကြီးကတော်ကိုအချက်ပြလိုက်ပါတယ် ကျမအခုပြန်လာခဲ့မယ်နော် ကြည့်ပါဦးအဖွားကျွန်တော်သားအတွက်အုပ်ဖို့တခုတီးကျင်နေဆိုတာကိုရွာထဲမှာကြားမိမှာပေါ့ဒါကဝမ်းသာစရာကိစ္စပါပဲတကြီးရဲ့အုပ်ဖို့ကမျက်နှာမှာဆိုတော့ပိုကောင်းတယ်လေဗျာမြေကြီးလည်းအလွယ်တကူရရှိနိုင်တယ်ရွာနဲ့လည်းတိတ်မဝေးတော့ဘူးလေအဖွားနားမလည်ဘူးတကြီးမင်းဘာကိုဆိုလို့ချင်တာလဲမျက်နှာမှာရှိတဲ့ကြေးရွာပိုင်းမြေပေါ်မှာကျွန်တော်အုပ်ဖို့လုပ်ချင်တယ်ဗျမြေခွက်ရဲ့အလေတက်တဲ့မှာအဖွားရဲ့တဲရှိနေတာအဲ့ဒီတဲကိုအဖွားဖယ်ပေးရမယ်ဘလို့အဲ့ဒီတဲလေးကအဖွားရဲ့အရာအလုံးမှာပဲတကြီးမင်းရဲ့ဘွားဘယ်ကိုသွားနေရမှာလဲကျွန်တော်အကုန်စုံစမ်းပြီးရပါပြီအဖွားမှာဒီမြေပေါ်မှာဘာအခွင့်အရေးမှမရှိဘူးဒါကြောင့်အမြန်ဆုံးဖယ်ပေးပါအဖွားဒါကိုမလုပ်နိုင်ပါဘူးအဖွားအရင်ကရွာထဲမှာပဲနေတာမဟုတ်ဘူးလားဟုတ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း40ကဒီရွာကိုအိမ်အောင်ကြပြီးရောက်လာခဲ့တာပါကျမတို့အိမ်ကဦးမမောင်ရဲ့အိမ်ဘေးမှာလေလွန်ခဲ့တဲ့15နှစ်ကအဖွားယောက်ျားဆုံးသွားပြီးတော့အိမ်ကိုရောင်းလိုက်ရပြီဒီမှာလာပြီးငိုပြမနေနဲ့ဗျာကျွန်တော်အဖွားမှမတရားလုပ်တာမဟုတ်ဘူးအဖွားကအဲ့ဒီမြေပေါ်မှာတရားမဝင်နေထိုင်လာခဲ့တာနှစ်တွေအများကြီးရှိနေပြီကျေးရွာကအဲ့ဒီမြေကိုအဖွားနာမည်နဲ့ပေးထားတာလည်းမဟုတ်ဘူးအငှားချထားတာလည်းမဟုတ်ဘူးနားလေလားမြေငါးကဟုတ်လားအဖွားမှာမြေငါးကပေးဖို့အင်အားမရှိပါဘူးကွယ်ပေမန်းခံအလုံးလုပ်ပြီးဝမ်းရေးကိုဖြည့်ရှင်းနေရတာပါဒီမှာဗျာဒါတွေကိုကျွန်တော်နားမလည်ဘူးဖွားမှာဘာခွင့်ရင်းနဲ့အဲ့ဒီမှာနေထိုင်နေရလဲမြင်အရွာကြီးကအဖွားကိုဒီမှာပဲနေခိုင်းခဲ့တာပါအဲ့ဒီတဲလေးကိုသူပဲဆောက်ပေးခဲ့တာ
အဖွားကဘဲတကြီးကိုပြောတာလေရှင်တို့မတိုင်ရင်30မြောက်ကရွာတကြီးဥပလှေပါသူကအဖွားကိုဒီတဲလေးဆောက်ပေးခဲ့တာအဲ့ဒီအတွက်အဖွားကသူ့ကိုဗာပြန်ပေးခဲ့တယ်အဖွားမှရှိတဲ့ဆွဲကြိုးလေးတစ်ခုံပေးခဲ့ပါတယ်အဖွားရဲ့ယောက်ျားဆုံးသွားပြီးရဲ့နောက်ပိုင်းမှာအဲ့ဒါကအဖွားအတွက်အသုံးဝင်တော့တာနဲ့အဲ့ဒီရွာတကြီးကိုပေးလိုက်တာပါအဲ့ဒီအတွက်အထောက်ထားရရှိလားဒါမှမဟုတ်ပုံမြင်တွေပဲရှောက်ပြောနေရလားဟုတ်ရပါဘူးရွာတကြီးရဲ့ဒါတကယ်အမှန်တကယ်ဖြစ်ခဲ့တာပါအဲ့ဒါဆိုလေရိုးလို့ဗျာအဖွားမှာအဲ့ဒီမြေနဲ့ပတ်သက်တဲ့စားရစာတန်းရှိရင်ပြပါဒါမှမဟုတ်ဥပလေကိုရွှေတဲ့ပစ္စည်းပေးခဲ့တဲ့အထောက်အထားကိုပြပါမဟုတ်ရင်မြေခွက်ကိုဖယ်ပေးရပါလိမ့်မယ်ဒီလိုနဲ့နောက်နေမှာတော့လူနှစ်ယောက်ကအဖွားအိုရဲ့တဲကိုရောက်ရှိလာခဲ့ပါတယ်ဟေးဖယ်ဒီတဲကိုဖယ်ရမယ်မလုပ်ပါနဲ့သားတို့ရဲ့အဖွားတောင်းမှန်ပါတယ်ဒါမလုံးနဲ့ဟိုအောင်မလုံးနဲ့လောင်ပြောနေကျွန်တော်တို့ခိုင်းထားတဲ့အတိုင်းကျွန်တော်တို့ကလုပ်နေတာနားလေလားကဲအပြင်ထွက်တော့ဗျာသွားအဖွားကမြန်မာရက်နေပြီးသူမရဲ့တဲလီပြူကျပျက်စီးသွားတာကိုကြည်ရင်ငိုနေခဲ့ပါတယ်ဖရာသခင်ဒီအမိုးလေးကိုတော့ပြန်သိမ်းသွားပြီလားဒါမတရားပါဘူးရှင်အထဲမှာဒီမီးပုံနဲ့အိုးခွက်လေးလုံးကလွယ်ဘာမှမရှိဘူးကျွန်တော်ဓာရီကိုဒီမှာပဲချပေးခဲ့မယ်ပြောမှာအဖွားပစ္စည်းတွေသမီးချိုချိုကြီးထင်းတွေယူလာတဲ့သမီး ဟောအဖွာဒီနေ့ထင်းတွေက6တွေကြီးပဲရောပတ်စံသမီးအဖွာအတွက်ထမင်းသွားယူပေးမယ်နော် ဒီနေ့သမီးနှစ်ပွဲတော့ရနိုင်မလားသမီးရဲ့အဖွားအရင်ဗိုက်စာနေလို့ပါဒီနေ့တရက်ပါပဲနောက်ရက်တွေမတောင်းတော့ပါဘူးချိုချိုကပြုံးလိုက်ပါတယ်အဖွားကထင်းစည်းကိုဖြီးပြီးထင်းတွေကိုထုတ်ပေးနေခဲ့တာပေါ့ ရောအဖွာထမင်းစားလိုက်ပါအောင် အဖွားကထမင်းကိုအငမ်းမရစားလိုက်ပါတယ် ရောအဖွာနောက်တစ်ပွဲထပ်စားအောင်လေ မစားတော့ပါဘူးသမီးရဲ့အဖွားဘိုက်ဝါသွားပါပြီ မဝသေးပါဘူးအဖွာရဲ့အဖွာမျက်နှာကိုကြည့်ရတဲ့သမီးသိပါတယ်မစားရင်အလုပ်ဘယ်လိုလုပ်မလဲအဖွာရဲ့ခေါင်းပြန်ကိုက်နေအောင်မယ်ဟဲအဖွာငိုပါနဲ့သမီးတစ်ခုမှပြောမိရင်တောင်းမှန်ပါတယ် မဟုတ်ပါဘူးသမီးရဲ့မင်းညတော့ကဘာမှမစားရသေးဘူးအခုသမီးကျွေးမှပဲဘိုက်ဖြစ်ရတာပါ အဲ့ဒါဆိုရင်အဖွာကမနေ့ကလေးကထမင်းမချက်ဘူးလားနေမကောင်းလို့လား နေကတော့ကောင်းပါလေကွယ် ဒါဆိုရင်ဘာဖြစ်လို့လဲအဖွာရဲ့ ရွာတကြီးကအဖွားရဲ့တဲကိုဖျက်ခိုင်းလိုက်ပြီလေအဲ့ဒီမြေကကြီးရွာပိုင်းမြေတဲ့အဖွားမှာစားရဲစားတဲ့ရှိရင်ပြပါတဲ့မောင်းရင်ထွက်သွားပြောတယ်သမီးရဲ့သူကအဲ့ဒီမှာအုပ်ဖို့လုံးမှာတဲ့အဖွားကလည်းဒီစားရဲစားတဲ့တွေကိုဘေးကသွားယူရမှာလေကွယ်ဟိုးအရင်ရွာတကြီးတုန်းကလည်းအဖွားရဲ့ဆွဲကြိုးကိုပဲယူသွားတာဘာစားရဲစားတဲ့မှမပေးသွားဘူးအဖွားလည်းနားမလဲခဲ့ဘူးလေခုတော့မင်းညကအမိုးမရှိတဲ့တဲအပြက်ထဲမှာပဲအိတ်ခဲ့ရတယ်သမီးရဲ့ဘာဆက်လို့ရမလဲသမီးရဲ့အဖွားလည်းမသိတော့ပါဘူး အဖွာဒီကနေထားပြီးသကြီးကြီးသွားလိုက်ပါအဖွာဒီမှာနေတာနှစ်တွေအများကြီးရှိနေပြီလေသူကဘယ်လိုလုပ်ပြီးတဲကိုဖြတ်ခိုင်းရလဲသွားပါအကောင်းပြောလို့မရရင်ကျမလည်းအစိုးနည်းနဲ့လိုက်ပြောပေးမယ် တကြီးကျမရဲ့တဲလေးကိုအဲ့လိုမျိုးတော့မလုပ်ပါနဲ့တကြီးမင်းရဲ့အဖွားကိုတယောက်တည်းပဲကိုသွားရမှာလေအဖွားကိုကျွန်တော်ရှင်းပြပြီးပြီလေဗျာကျွန်တော်ဘာမှမတတ်နိုင်ဘူးသွားလိုက်တော့ဘယ်ကိုသွားရမလဲဆိုတာပြောပါပါဦးအဖွားအတွက်တခုခုမစီစဉ်မပေးမချင်းအဖွားဒီနေရာမှာပဲနေမယ်သူမကအစ်စ်မေအောက်မှာပဲသွားထိုင်နေခဲ့ပါတယ်ဒီမှာတနာစရာအဖွားကိုပါပဲရှင်ထင်းရောက်ပြီးဝမ်းစာရှာနေရတာသူ့အတွက်အိမ်ငါနေဖို့ဆိုတာမလွယ်ဘူးလေတခုခုစဉ်းစားပြလိုက်ပါဦးရှင်ဟေးအဖွားကျွန်တော်ကိုတကြီးမင်းကလွတ်လိုက်တာလာကျွန်တော်လည်းလိုက်ခဲ့ဟိုရှိကမြေခွက်မှာအုပ်ဖို့လုပ်မယ်ဒီနားကိုတော့လုံးဝမလာနဲ့နော်ဒီမြေခွက်လေးမှာတဲဆောက်ပြီးနေလို့ရတယ်လို့ပြောလိုက်တယ်လူတစ်ယောက်အတွက်တော့အဲ့လောက်ဆိုပစ္စည်းလုံလောက်မှာပါဟုတ်လားအဖွားရဲ့တဲဟောင်းလေးကပစ္စည်းတွေပြန်သုံးလို့ရလောက်မှာပါယူထားလိုက်တော့အဖွားကအဲ့ဒီမှာပဲထိုင်ပြီးငိုနေခဲ့ပါတယ်ညရောက်တော့အဲ့ဒီမှာပဲငိုနေအိပ်ပျော်သွားပါတယ်မနေ့ကျတော့ထင်းခုတ်သမားနဲ့သူ့ရဲ့မိန်းမကအဲ့ဒီနားကနေဖြတ်သွားကြပါတော့တယ် ဒီနေ့ရှင်ကျမကိုအတူတူခေါ်သွားမလို့လား အေးလေတခါတလေတော့လှုပ်ဝိုင်းကူအောင်ပါပေါ့ထင်းနေနေပပတဲပြီးတော့ကွာဟုတ်ပြီလားဟဲကြည့်ပါဦးမိန်းမတစ်ယောက်ကွင်းမြင်မှာဒီတိုင်းအိမ်နေပါလားသူတို့နှစ်ယောက်ကနောက်ကိုသွားကြည့်လိုက်ကြပါတယ်ဟာအဖွားဘာလို့ဒီလိုဖြစ်နေရလဲအဖွားကအကြောင်းစုံကိုပြောပြလိုက်ပါတယ်တကြီးကအဖွားရဲ့ဆင်းရဲမှုကိုတနာလို့ဒီနေရာပေးလိုက်တာပဲဘာမှမဖြစ်ပါဘူးအဖွားရဲ့နေရရရင်ပြီးရပါပဲတဲကိုဒီမှာပဲဆောက်လိုက်ရမယ်အဖွားကတော့ငိုရလွန်းလို့မျက်လုံးတောင်မွဲနေပြီကဲတဲအရင်ဆုံးဆောက်ကြတာပေါ့ကျွန်တော်တောထဲသွားပြီးထင်းနေသွားခုတ်လိုက်အောင်မယ်ဒီတော့အတွင်းမင်းတို့နှစ်ယောက်ဒီမှာရှိရပစ္စည်းတွေနဲ့အလုပ်စားလုပ်ထားကြတော့ ဒီမကောင်းလိုက်တာအဖွာရဲ့ရော့ရေတောက်လိုက်ပါအောင်တဲမပြီးမချင်းကျမတို့အိမ်မှာလာနေပါ သမီးလေးတို့ရဲ့အခုလိုချစ်ချစ်ခင်ခင်ကိုညီပေးကြရတဲ့အဖွားအတွက်လုံလောက်နေပါပြီ ကျမအိမ်ကနေအဖွာအတွက်စားစရာတစ်ခုကိုသွားယူပေးမယ်ပြီးမှကျမတို့လှုပ်ရှားကြတာပေါ့ တ
သမီးရဲ့ခေါင်းပေါ်မှာအမိုးကမရှိတဲ့သူတွေအတွက်ဖိုက်လင်းမဆာသလိုရေလင်းမငတ်တော့ပါဘူး သမီးအခုသားပြီးပြန်လာခဲ့ပါမယ်တနာစရာအဖွားကိုတော့မချမ်းကြဘူးသူ့မှာဘယ်သူမှမရှိတာသိလို့တဲကိုပါဖျက်ဆီးလိုက်ကြတယ်ဒီရွာသူကြီးကတော့မကြခင်ပျက်စီးတော့မှာပဲဟမ်ဖွားကိုမတွေ့တော့ဘူးဖွားကြီးစားစရာလေးစားလိုက်ပါဦးအဖွားဘယ်ရောက်သွားတာလဲ အဲ့ဒီအချိန်မှာပဲထင်းဟုတ်သမားကပြန်ရောက်လာပါတယ်မင်းကဘာမှလည်းမလုပ်ရသေးဘူးဖွားလည်းမရှိတော့ဘူးလား ကျမစားစရာသွားယူရလေပြန်လာတော့အဖွားမရှိတော့ဘူးရှာနေတာကြားလာပြီပစ္စည်းတွေလည်းဗျမ်းမတာဖြစ်နေတယ်ရှင့်ကျမအဖွားကိုပြောသားပဲတဲကိုထားခဲ့ပြီကျမတို့အိမ်မှာလာနေပါဆိုသူကညင်းနေတယ် အဖွားကဆင်းရဲပေမဲ့တိတ်ခါတော့အပြည့်ရှိရဲ့ကွာဒီတဲလေးကသူ့အတွက်အိမ်နေမကောက်ဘူးသူ့ရဲ့ဂုံတိတ်ခါပဲလာရော်ရဲသွားပြီးရှာကြည့်အောင် ဒီနေ့ထင်းရောက်တဲ့အဖွားကြီးကိုတွေ့ကြလားသူ့ကိုအချိန်မမှန်ထင်းလာဖို့ပြောထားတာအခုထိရောက်မလာသေးဘူး ထင်းဟုတ်သမားနဲ့ဇနီးကရွာအနှံ့ကိုလိုက်ရှာနေပါတယ်ကျမစိတ်ထဲတောင်းလုံနေတယ်အဖွားဖေကိုရောက်သွားနိုင်မလဲဟိုမှာပစ္စည်းတွေလည်းအကုန်ပြန်ကျဲနေတာပဲဧကနာအကြီးကတခုခုမြန်လှုပ်လိုက်လားမသိပါဘူးရှင်ဟေးရော်ကြီးအပြင်ထွက်ခဲ့စမ်းမင်းယူနေလားဘာလို့ငါ့ကိုအော်နေရလဲထင်းရောက်တဲ့အဖွားပမာလဲတနေရာရှိမှာဝေါ့ကွာငါ့အိမ်ရှိလာမအော်စမ်းပါနဲ့သူရွာထဲမှာမရှိဘူးမင်းကသူ့တဲကိုဖျက်လိုက်တယ်သူ့ကပျောက်သွားအောင်လုပ်လိုက်တာလားမင်းတို့ဘာလဲပြောနေရလဲငါသူ့ကိုဖျောက်လိုက်တာမဟုတ်ဘူးနားလေလားအသားတွေအားလုံးအဖွားကိုလိုက်ရှာကြပါတယ်တောတွေကတစ်ပင်တစ်ပင်ရဲ့အောက်မှာအဖွားကသတိလင့်ပြီးလဲကျနေခဲ့ပါတယ်ပြူလာကြပါဦးအဖွားကြီးမဟာအဖွားကောင်းမှဒဏ်ရာနဲ့ကြည်ပါဦးသူတို့တွေကအဖွားကိုလှုံနှိုးကြည့်ပါတယ်မျက်နှာကိုရေဖြန်းပြီးနှိုးကြပါတယ်သူစနီးမရသေးဘူးလာရွာထဲကိုတည်သွားရအောင်ဒါသကြီးရဲ့လက်ချက်ပဲသူ့ကိုလွတ်မထားဘူးသူ့ရဲ့မာယူရဲမှုကြောင့်အဖွားရဲ့အသက်အန္တရာယ်ဖြစ်ရပြီတကယ်ကိုရုံမာတဲ့တကြီးပဲသင်းခုသမားရဲ့အိမ်မှာဆရာဝန်ကြီးကအဖွားကိုကြည်ပေးပါတယ်ကြည်ရတာသတိမရမချင်းဘာမှပြောလို့မရသေးဘူးသူ့ကိုယူဆိုင်ပေးလိုက်နော်ရွာသားအားလုံးတကြီးရဲ့အိမ်ကိုရောက်သွားကြပါတယ်ဟဲ့ကောင်ရွာတကြီးမင်းမရှက်ဘူးလားတက်ကြီးရဲ့အဖွားကိုတရားကိုတိုက်ခိုက်ခံရတယ်လို့သူကမင်းကိုဘာလုပ်နေလို့လဲဆွဆွဲချက်တွေမလုပ်နဲ့နော်ငါဘာမှမလုပ်ခဲ့ဘူးဘသူကသူ့ကိုအဲ့လိုလုပ်တာလဲငါမသိဘူးဘသူလုပ်အောင်မလဲမင်းပဲလုပ်တာဟုတ်ရွာသားတွေကိုအယူမှတ်နေလားမင်းအဲ့ဒီအဖွားကိုရဲ့မြေကိုလိုချင်လို့ဘလောက်တောင်ရုံမာနေလဲဆိုတာကျွန်တော်တို့မသိဘူးများမှတ်နေလားမြေကွက်ရသွားတာတောင်ဒီလောက်ထိအောက်တန်းကြရလားဟေ့ကောင်းနေဘာရဲ့ကြည့်နေရလဲသူတို့ကိုဒီကနေမောင်းထုတ်လိုက်ကြစမ်းကွာအားလုံးကဒုတ်တွေကိုစိန်နဲ့အချိန်ကြီးတင်းမာနေပါတယ်နေုံအဖွားသတိရလာပြီအဖွားကရင်းထိုးရင်းနဲ့အဲ့ဒီကိုရောက်လာပါတယ်တကြီးရှင်းလောက်တာမကောင်းဘူးနော်ရှင်းလူတွေကအဖွားရဲ့အသက်ကိုတောင်ရန်ရှာကြတယ်ကဲမင်းအခုဘာပြောချင်သေးလဲဟေးရွာသားတို့ဘာရဲ့ကြည့်နေကြရလဲအဲ့ဒီတကြီးရဲ့ခေါင်းကိုရိုက်ခွဲလိုက်ကြစမ်းဟေးအောင်လေဘယ်သူမှရှေ့ကိုမလာနဲ့နော်ဒီအဖွားကြီးစိတ်ဖောက်ပြန်နေတာသူဘာလျှောက်ပြောနေလဲမသိဘူးအဲ့ဒီမှာပဲရက်နေကြ ဟုတ်တယ်တကြီးကတကယ်ကိုအရှက်မရှိရလူပဲ ဒီနေ့အဲ့ဒီတကြီးအထိုးမခံရမချင်းအမှန်တိုင်းပြောမှာမဟုတ်ဘူးကျွန်တော်လက်တွေရားနေရကြာနေပြီတကြီးရဲ့လူတယောက်ကတိတ်တဆိတ်ထပ်သွားဖို့ကြိုးစားပါတယ်ဟိုမှာတွားနေပြီသူကအဖွားကိုကြောက်ခဲပေါ်ကိုတွန်းချလိုက်တာအဲ့ဒီသူပဲစန်းထုံးမင်းဘာလို့ဒါကိုလုပ်ခဲ့ရလဲတကြီးပဲပြောခဲ့လေဗျာအဲ့ဒီအဖွားကြီးကိုတတ်ပြဖို့တော်လိုက်တဲ့တကြီးလိန်နာကိုဖုံးဖို့ဘယ်နှစ်ယောက်ကိုထပ်ပြီးဆွဆွဲနေအောင်ပါလဲငါ့ရင်ထဲမှာလူသားတွေရှိပါတယ်ကွငါမြေဝက်ကိုပဲလိုချင်တာအဲ့ဒါကိုလည်းငါရပြီးပြီပဲဒီလိုအားကိုးရမယ်အဖွားကိုတက်ပြီးငရဲမသွားချင်ပါဘူးကွာဒါဆိုသူကဘာလို့အဖွားကိုဒီလိုလုပ်ရလဲဟဲ့ကောင်စန်းထုံးမှန်တိုင်းပြောလိုက်စမ်းဒီတကြီးကိုနောက်မှရှင်းမယ်အရင်ဆုံးသူ့ရဲ့ဒီလူယုံမှတပည့်တွေကိုသင်ခန်းစာပေးကြမယ်မလုပ်ပါနဲ့အကိုတို့ရကျွန်တော်ဘာမှမလုပ်ပါဘူးဒါဆိုအမှန်တိုင်းပြောစမ်းမဟုတ်ရင်မင်းကောင်းကိုရိုက်ခွဲပြမယ်ရွာတကြီးကအုတ်တွေဝယ်ဖို့ပတ်စံပေးထားတာပါဗျာအဲ့ဒီပတ်စံတွေကိုကျွန်တော်မနေ့ကအရက်တောက်ပြီးဖြုံးမလိုက်တယ်ငါဘာလုပ်ရမလဲကွာဟုတ်ပြီနေရရပြီအဲ့ဒီအဖွားကိုရဲ့တဲကနေအုတ်တွေထွက်လာတာတွေ့ရလीအဲ့ဒီကိုသွားယူလိုက်မယ်ဟဲ့ကောင်မင်းငါအုတ်တွေကိုဘယ်ကိုယူသွားနေတာလဲငါအယူမခံနိုင်ဘူးနော်ဒါတကြီးမင်းရဲ့အမိတ်ပဲဖဲစမ်းငါတဲကိုဖြတ်တာတော့အားမရဘူးလားအဲ့ဒီအုတ်တွေကိုငါမပေးနိုင်ဘူးအဖွားကစန်းထုံးရဲ့လက်ကိုဆွဲထားပြီးတော့သူကတွန်းမြစ်လိုက်ပါတယ်အဖွားကအုတ်ပုံပေါ်လဲကြပြီးတတိလစ်သွားတာပေါ့သွေးတွေထွက်လာတာကိုမြင်တော့စန်းထုံးကကြောက်လာပြီးသွေးပေါ်မှာမြေကြီးတွေကိုဖုံးလိုက်ပါတယ်ပြီးတော့အဖွားကိုတောထဲကတစ်ပင်အောက်မှာသွားပစ်ခဲ့ပါတယ်ကျွန်တော်ကြောက်သွားလို့ပါဗျာဟေ့ကောင်စန်းထုံးမင်းကငါအလွန်မပေးနိုင်ဘူးမင်းကြောင့်ငါအခုအမှုပတ်နေပြီမင်းမသားပေါ်မင်းလိုမျိုးလက်မပါဘူးအဖွားအခုအဲ့ဒီမှာမနေပါနဲ့တော့ဗျာအဖွားကကျွန်တော်ရဲ့အမေလိုပါပဲအဖွားကျွန်တော်တို့နဲ့အတူတူကျွန်တော်တို့အိမ်မှာလာနေလိုက်ပါ
အဖွားလည်းသားတစ်ယောက်ရမယ်ကျွန်တော်လည်းအမေတစ်ယောက်ရတာပေါ့လာပါအဖွားသွားရအောင်ဒီကြက်တီတုံးတဲ့နေရာမှာထပ်မနေပါနဲ့တော့